တင်းချိုင်းတွေကလူတွေအလောင်းတွေကိုပေါ်စားခဲ့တဲ့လူတယောက်အကြောင်းသတင်းတစ်ခုမှတွေးလိုက်ရတယ်။တေချာကြည့်လိုက်တော့လေဒီလူတွေအလောင်းကတော်တော်လေးရုပ်ပြက်ဆင်းပြက်ဖြစ်နေခဲ့။သက်ဆိုင်ရာတွေရောက်လာခဲ့တဲ့အချိန်တုန်းကဆိုရင်လေဒီပေါင်နှချောင်းဆိုရင်မရှိတော့ဘူး။စွပ်ပြုတ်လုပ်ပြီးတော့တောက်လိုက်တယ်လို့တောင်မှပြောကြတယ်။ကြံတဲ့အသားတွေကိုလည်းစားလိုက်ပြီးတော့အယိုးတွေကိုတော့အိုးထဲမှာထဲတဲ့ဟာတွေကထဲ။တချို့အစိပ်ပိုင်းတွေဆိုရင်တော့တစားစီတောင်မှဖြစ်နေပြီးတော့အနံ့တွေကလည်းတော်တော်လေးကိုမှဆိုးတယ်။ဒီလောက်ဆိုးတဲ့ဟာကြီးကိုဘလို့စိတ်မျိုးနဲ့စားရနိုင်ရတာလဲဆိုပြီးတော့လာကြည့်တဲ့ရွာသူရွာသားတွေကလည်းအခုမြင်နေရတဲ့အတိုင်းပဲအများကြီးပဲ Sumanto, tersangka pencuri mayat nenek Rina di Purbalingga tersebut sebagian telah dimakannya. Di rumah tersangka polisi ternyata juga menemukan sisa-sisa tulang selain tulang nenek Rina. သူကတော့စူမန်တိုပါတင်းချိုင်းတွေကအလောင်းတွေကိုဖော်စားခဲ့တဲ့သူပေါ့သူ့ကို YouTube တို့ Facebook တို့ TikTok တွေမှာတော်တော်များများမြင်မှုကြမယ်လို့တော့ထင်တယ်ဒီပြဿနာရဲ့အစက2003ခုနှစ်ဇန်နဝါရီလ17ရက်နေ့မှာအသက်80လောက်ရှိတဲ့ရီနာလို့ခေါ်တဲ့အဖွားကြီးတစ်ယောက်ရဲ့တည်ဆုံမှုကနေစခဲ့တယ်ဖြစ်ခဲ့တဲ့နေရာကတော့ထုံးစံအတိုင်းကျွန်တော်တို့ဒီအင်ဒိုနီးရှားနိုင်ငံရဲ့ဗဟိုဂျာပါလင်ကာပေါ့တနေ့မှာတော့ဒီရီနာဆိုတဲ့အဖွားတစ်ယောက်တည်ဆုံသွားခဲ့တယ်တည်တဲ့အခါကျတော့လဲထုံးစံအတိုင်းပဲဒီရွာသားတွေကစုပြီးတော့မြေမြုပ်ပေးလိုက်ကြတယ်ဒါပေမဲ့သူ့ကိုမြေမြုပ်ပေးပြီးလိုက်လို့တရက်လောက်ပဲကြာမယ်ထင်တယ်အဲ့ဒီအဖွားရဲ့ရုပ်အလောင်းကတင်းချိုင်းကနေရုတ်တရက်ကြီးပျောက်သွားခဲ့အခုလိုမျိုးအဖြစ်မျိုးကတခါမှလည်းမဖြစ်ဘူးတဲ့အခါကျတော့ဒီအလောင်းပျောက်သွားတဲ့သတင်းကတရွာလုံးကိုစူညံပေါ်လို့ရိုက်သွားခဲ့တယ်အမှန်တကယ်တော့စူမန်တိုကအဲ့ဒီညမှာပဲတင်းချိုင်းကိုတွားပြီးတော့ဒီအဖွားကြီးရဲ့မြေပုံကိုတူးတယ်တူးပြီးတော့ဒီအလောင်းကြီးကိုပီနံကြီးနဲ့ထည့်ပြီးတော့တူနေတဲ့တဲအိမ်လေးကိုယူလာခဲ့တယ်သူအခုလိုမျိုးယူလာခဲ့တာကိုတော့ဘယ်သူကမှတော့မသိခဲ့ဘူးပေါ့လေပြီးတော့ဒီဟာကြီးကိုဒီဟင်းရွက်ကစုံချက်တယ်လို့ပဲတိတိကျကျချက်တဲ့ဟာကချက်ပြီးတော့ပကံထဲကိုထည့်ပြီးတော့ထုံးစံတိုင်းဝါးတယ်ဟောဗျာတချို့ရိုးတွေဆိုရင်တော့စွပ်ပြုတ်လုပ်တဲ့ဟာတွေကလောက်ပေါ့ဒါပေမဲ့ဒီလူသေးလို့ပုတ်တဲ့အနံ့ကကြတော့ဘယ်အနံ့နဲ့မှမတူအားလုံးသိတဲ့အတိုင်းပဲတအားနံဘာနဲ့ပဲဖုံဖုံလို့မရခဲ့သူ့အိမ်ရှိကနေဖြတ်သွားတဲ့သူတိုင်းကလည်းဒီအနံ့ကြီးကိုတောက်လျှောက်ကြီးရနေတာပေါ့လေတစ်ဖက်မှာကလည်းဒီအလောင်းပြောက်သွားတဲ့သတင်းကလုံးဝကိုမှဟိုလေးတကြောဖြစ်နေပြီဆိုတဲ့အခါကျတော့ဒီဖြစ်ရဲ့နှစ်ခုကိုစက်မိလိုက်တဲ့အခါမှာတော့ဒီရွာသူရွာသားတွေရဲ့တန်တရားအကုန်လုံးကစူမန်တိုရဲ့အိမ်စီကိုလုံးဝတန်တမတ်မတ်ရောက်လာခဲ့တာပဲဒါပေမဲ့ဒါတွေအကုန်လုံးကဥပဒေနဲ့ဆက်နွယ်နေတဲ့အခါမှာတော့ရဲစခန်းကိုပဲဖုံးဆက်ကြတာပေါ့ဒါနဲ့ပဲရဲတွေရောက်လာပြီးတော့စစ်ဆေးကြည့်လိုက်တဲ့အခါမှာတော့ဒီရုပ်အလောင်းကတန်တရားရှိတယ်လို့ယူဆရတဲ့ဒီအသုံးဆောင်တွေအကုန်လုံးကရှေ့မှာကျွန်တော်ပြောခဲ့တဲ့ဖွားရီနာရဲ့အသုံးဆောင်တွေဖြစ်နေခဲ့စူမန်တိုကိုယ်တိုင်ကလည်းအဲ့ဒီရဲ့အနားမှာပဲရှိနေခဲ့တယ်ဒါနဲ့ပဲစူမန်တိုကိုတခါတည်းပဲလက်ဘူးလက်ချက်နဲ့ဖမ်းလိုက်တယ်တေချာချာစဉ်းစားကြည့်လိုက်မယ်ဆိုရင်လည်းလူတစ်ယောက်တည်သွားပြီဆိုရင်အတုပချဖို့ကအနည်းဆုံးက2ရက်3ရက်လောက်ကအချိန်ပေးရအဲ့ဒီအချိန်ဆိုရင်တော့ဒီအကုန်လုံးကတော့ဒီပုတ်တဲ့ဘက်ကိုရောက်နေပြီဒီနေ့ခေတ်တွေကိုရောက်လာတော့မှဒါဒီအနမ်းမထွက်အောင်လို့ရေရှည်ခံအောင်လို့အမျိုးမျိုးလုပ်လို့ရတယ်အဲ့တုန်းကတော့လုပ်လို့ရတဲ့ခေတ်တော့မဟုတ်ဘူးဗျအဲ့တော့ဒီလောက်နန်းစော်နေတဲ့ဟာကြီးကိုဘယ်လိုမျိုးစားရနိုင်ရတာလဲပေါ့လေအဲ့တော့ဒီလိုလုပ်ရမျိုးတွေကစိတ်ဝေဒနာတွေကပဲလုံနိုင်တာဆိုပြီးတော့သူ့ကိုဖမ်းပြီးတော့ဒီစိတ်ဝေဒနာရှင်ဆရာဝန်နဲ့သွားပြီးတော့သွားပြတဲ့အခါကျတော့လေသူ့ရဲ့စိတ်ပိုင်းဆိုင်ရာကလုံးဝအကောင်းပဲဒီလိုမျိုးဖြစ်ရမျိုးနဲ့ပတ်သက်ပြီးတော့လေမျက်မြင်သက်သေတွေကမရှိပြန်ဘူးဒါဆိုရင်ဒါကိုသူကဘာကြောင့်စားတာလဲဆိုပြီးတော့ထပ်မေးလိုက်တဲ့အခါမှာတော့အဲ့ဒီမှာသူပြောတာကသူ့မှာယုံကြည်မှုတစ်ခုရှိတယ်တဲ့အဲ့ဒီယုံကြည်မှုကဘာလဲဆိုတော့ဒီထာဝရငြိမ်းချမ်းခြင်းလို့ဆိုတာလဲပါတယ်ပြီးတော့ဒီသေပြီးသားသူတွေကိုပြန်ပြီးတော့အသက်ရှင်စေခြင်းတာလဲပါတယ်အဲ့ဒါအပြင်ကမှသူတို့ရဲ့အသားတွေကိုစားရင်တော့ဒီကျင့်စဉ်တွေမှာပို့ပြီးတော့အားရှိလာတယ်ဆိုတဲ့အရာတွေပါလာခဲ့ကျွန်တော်တို့ဘက်ကကြည့်မယ်ဆိုရင်တော့ဒါကြီးကတော်တော်ကြီးကိုမှလွတ်နေတာပေါ့လေသူကဘာလို့အခုလိုမျိုးတွေပြောတာလဲဆိုတော့အခုလိုကိစ္စမျိုးတွေမဖြစ်ခင်တုန်းကသူကဒီတက်စလင်လို့ခေါ်တဲ့စက်ရုံမှာအလုပ်လုပ်ခဲ့ဘူးတဲ့အဲ့ဒီမှာသူကဒီအောက်လန်းဆရာတယောက်နဲ့သွားတွေ့ပြီးတော့အဲ့ဒီအောက်လန်းဆရာကသူ့ကိုမှော်ပညာတွေပေးခဲ့တယ်သူကိုယ်တိုင်ကလည်းသူ့ဆရာပြောတဲ့အတိုင်းကိုအကုန်လုံးကိုမှတသွေးမတိန်လိုက်ပြီးတော့နားထောင်ခဲ့တယ်အင်ကူလီမာလာဆရာတင်မှားတယ်လို့ပဲအဲ့ဒီမှာသူ့ဆရာကသူ့ကိုဘာပြောလဲဆိုတော့တည်သွားတဲ့သူတွေကိုပြန်ပြီးတော့ရှင်စေခြင်းနဲ့ဆိုရင်တော့လူ9ယောက်စားရမယ်ဒီထက်ပိုစွမ်းခြင်းနဲ့ဆိုရင်တော့12ယောက်စားရမယ်အဲ့ဒီထက်မှပိုပြီးတော့စွမ်းခြင်းနဲ့ဆိုရင်တော့41ယောက်စားရမယ်ဒါပေမဲ့လည်းစူမန်တိုက9ယောက်ပဲစားမယ်ဆိုပြီးတော့သဘောတူခဲ့တယ်နောက်ပြီးတော့သူကအခုလိုမျိုးတွေစားတာကဒီတယောက်တည်းမဟုတ်ဘူးပေါ့နော်ဒါနဲ့ဆိုရင်သူက3ယောက်တောင်ရှိနေပြီတဲ့အဲ့ဒီတည်သွားတဲ့လူ3ယောက်လုံးကလည်းအသက်ပြန်ရှင်လာပြီးတော့အခုလက်ရှိမှာလည်းသူနဲ့အတူတူနေကြတယ်ဆိုတဲ့အကြောင်းကိုအဲ့ဒီရဲစခန်းရဲ့အင်တာဗျူးမှာသူကိုယ်တိုင်ပဲဝန်ခံခဲ့တယ်
ဒါနဲ့ပဲတရားရုံးကနေ2003ခုနှစ်ဇွန်လ29ရက်နေ့မှာသူ့ကိုထောင်ဒဏ်9နှစ်ချမှတ်ခဲ့တယ်ထောင်ဒဏ်9နှစ်ချမှတ်လိုက်ပေမဲ့လည်းအထဲမှာကောင်းကောင်းမွန်မွန်နေတာရဲ့ဒီလွန်ငင်းချမ်းသာတွေရဲ့အကြောင်းပဲ2006ခုနှစ်အောက်တိုဘာလ24ရက်နေ့မှာပြန်လွတ်လာခဲ့တယ်3နှစ်လောက်ပဲအထဲမှာနေခဲ့ရတယ်ပေါ့လေသူပြန်လွတ်လာလို့ရွာကိုပြန်လာခဲ့တဲ့အချိန်မှာတော့သူ့ကိုရွာသူရွာသားတွေကလုံးဝလက်မခံခဲ့ဘူးအကုန်လုံးကဝိုင်းပြီးတော့မောင်းထုတ်ကြတယ်အဲ့ဒီအချိန်တုန်းကဆိုရင်တော့သူ့အသက်က40လောက်ပဲရှိသေးတယ်စိတ်ဝေဒနာတဲ့တယောက်လည်းမဟုတ်ဘူးဒီမော်ပညာတွေကိုအကျွမ်းမဲ့ယုံကြည်လို့စားရင်တောင်မှပဲအခုလိုမျိုးနန်းစောနေတာကြီးကိုစားဖို့ဆိုတာကတော်ယုံနဲ့တော့ရမယ်မထင်ဘူးဗျဒါနဲ့ပဲသူ့ရဲ့ဘဝအကြောင်းကိုကျွန်တော်ဆက်ပြီးတော့လေ့လာတယ်သူ့မှာညီကိုမောင်နှမ9ယောက်ရှိတယ်သူကအဲ့ဒီထဲကမှအကြီးဆုံးပေါ့လေအရန်ချမ်းသာတဲ့အတိုင်းဝိုင်းတစ်ခုကနေမှမွေးဖွားလာခဲ့တာဒါပေမဲ့လည်းဘလောက်ပဲချမ်းသာပုံမှန်မိသားစုစုံစုံလင်လင်နဲ့စားနေတဲ့ထမင်းဝိုင်းမှာအဖေမရှိတော့တဲ့အခါဟင်းတွေဘလောက်ပဲကောင်းစိတ်ထဲမှာတော့တခုခုတော့လိုနေသလိုမျိုးတွေဘလောက်ပဲကောင်းပါတယ်ဆိုတဲ့စားတောက်ဆိုင်မှာပဲစားအိမ်ကအမေးလက်ရကိုလွမ်းတက်နေသေးတယ်ဆိုရင်တော့ဒါတွေကမင်းအထီးကျန်နေတယ်ဆိုတာကိုဖော်ပြနေတဲ့အချက်တွေကတစ်ချက်ပဲအဲ့တော့စူမန်တိုကလည်းအဲ့ဒီအတိုင်းပဲချမ်းသာနေတုန်းကတော့မိဘတွေကသူလိုချင်တာတွေသူဖြစ်ချင်တာတွေအကုန်လုံးကိုလုပ်ပေးနိုင်ခဲ့တာပေါ့ကျောင်းကတငယ်ချင်းတွေအကုန်လုံးကလည်းသူ့ကိုခင်ကြတာပေါ့လေဒါပေမဲ့9တန်းလောက်ရောက်တဲ့အခါမှာတော့သူ့ရဲ့မိဘတွေကစီးပွားပြက်ပြီးတော့ချက်ချင်းဆိုသလိုပဲဆင်းရဲသွားခဲ့သူလိုချင်တာတွေလည်းဝယ်မပေးနိုင်တော့သလိုမိဘတွေကလည်းတယောက်နဲ့တယောက်အဆင်မပြေတော့တဲ့အခြေအနေတွေဖြစ်လာခဲ့တယ်ခလေးဖြစ်တဲ့အခါကျတော့လည်းတခုခုဆိုတာနဲ့မိဘတွေစီမှာပူဇာကြတာပေါ့လေအဲ့ဒီလိုမျိုးပူဇာတာကကြံတဲ့အချိန်တွေမှာဘာမှမဟုတ်ဘူးဆိုပေမဲ့လည်းမိဘတွေရန်ဖြစ်နေတဲ့အချိန်မှာသွားတိုးတဲ့အခါကျတော့အဲ့မှာစာပြီးတော့အပြောခံကထိတာပေါ့လေကျန်တဲ့၄ယောက်ဆိုရင်ဘယ်လောက်ထိလိမ်မာလိုက်လဲကြည်စမ်းမှာနင်လို့လိုမျိုးမဟုတ်ဘူးနင်ကဘာဖြစ်နေတာလဲသွားမလာမပူနဲ့နားကြီးတယ်ဘာဖြစ်တယ်ညာဖြစ်တယ်ပေါ့ဗျာစူတာပေါ့ဒါမျိုးတွေကလည်းနေ့စဉ်ရက်ဆက်ဖြစ်လာတဲ့အခါကျတော့အသက်အရွယ်နဲ့မလိုက်အောင်အဆူခံရတာလည်းပါတာပေါ့လေနောက်ပိုင်းမှာတော့သူကတယောက်တည်းဒီဂျောင်ထဲမှာအမြဲတမ်းမှိုင်လေးဖြစ်နေတာပေါ့ပိုဆိုးတာကဒီမောင်နှမတွေရဲ့ဂျားထဲမှာမှကျန်တဲ့သူတွေကိုကျတော့အကောင်ပြောပြီးတော့ကိုကြမှာဒီဖဲကျင်ခံရတာမျိုးတွေကလည်းဒါမျိုးတွေကလည်းခံစားမှုတဲ့သူတွေဆိုရင်တော့အတီဆုံးဖြစ်လိမ့်မယ်နောက်ပိုင်းမှာတော့အဲ့ဒီသူကဒီတယောက်တည်းဒီဘက်ဘောင်ပြင်ဘက်ကိုရောက်လာပြီးတော့လူတွေအများကြီးရှိနေပေမဲ့လည်းတယောက်တည်းဖြစ်နေသလိုစာပြီးတော့ခံစားလာရတယ်နောက်ပိုင်းမှာတော့စူမန်တိုကကျောင်းစာတွေလည်းမလိုက်နိုင်တော့တာလည်းပါတယ်ဒီမိဘဖြစ်တဲ့သူတွေကလည်းနောက်ကဒီငွေကြေး pressure တွေရဲ့အကြောင်းပဲကျောင်းကနေထွက်လိုက်ရတယ်နောက်ပိုင်းမှာတော့သူအိမ်တောင်ကြတယ်အိမ်တောင်ကြာသွားတော့လေအိမ်တောင်ကြီးကအဆင်မပြေပြန်အိမ်တောင်ကွဲတယ်အဲ့ဒါနဲ့ပဲနောက်ထပ်ထပ်ပြီးတော့အိမ်တောင်ပြုတ်တယ်အိမ်တောင်ထပ်ကွဲတယ်အဲ့ဒီမှာသူ့ရဲ့စိတ်တန်ရာတွေကပိုဆိုးသွားတယ်ပိုဆိုးသွားတဲ့အပြင်ကမှဒီအောက်လန်းဆရာကမှဆရာတင်မှားတဲ့အခါကျတော့အခုလိုပုံစံမျိုးတွေဖြစ်လာတော့တာပဲဒီအလောင်းတွေကိုစားတဲ့အခါကျတော့လေအထီးကျန်နေတဲ့သူတယောက်ထမင်းစားနေတယ်လို့ပဲစားတော့စားနေတယ်ဒါပေမဲ့ဘာမှတော့မခံစားရဘူးပေါ့လေ